အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်မဆန္ဒလို့ခေါ်ပါတယ်ဆန်ဖရန်စစ္စကိုမှာနေပါတယ်ရှင်ဒီနေ့ကျမပြောချင်တဲ့အကြောင်းအရာလေးတစ်ခုပါလေအမေရိကမှာအိမ်ဝယ်တဲ့အခါအရန်အရေးကြီးတဲ့ credit score လေးအကြောင်းပြောချင်လို့ပါတော့ပေါ့နော်credit score ကိုဘယ်လိုတည်ဆောက်ရတယ်credit score မကျသွားအောင်ဘယ်လိုထိန်းရတယ်အဲ့လိုမျိုးလေးပေါ့နော်ဆောင်းရံရှောင်းရံလေးတွေပေါ့နော်သိလားတည်ပြီးတဲ့လူတွေလည်းတည်ပြီးမှာပါမတည်သေးတဲ့လူလည်းမတည်သေးဘူးပေါ့နော်အထူးသဖြင့်ခုမှရောက်ခါစားလူမျိုးလေးပါလေးအတွက်ကိုအမဗီဒီယိုလေးကရည်စူးပါတယ်နော်โอเคcredit score ကိုလုပ်ပြီးဆိုလို့ရှိရင်လေကိုက credit နဲ့ဝယ်တယ်credit card ကိုလာစဉ်ကိုကသုံးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ bill တွေ payment တွေကိုလာစဉ်ပုံမှန်ပေးစရာရှိတာအပြတ်ပေးသွားပေးပါပတ်စံတွေလက်ကျန်တွေချမ်းမထားပါနဲ့အဲ့ဒါအရေးကြီးတယ်နောက်ပြီးလို့ရှိရင်တွေ့ရ credit card တွေကိုမလျှောက်ပါနဲ့ပေါ့နော်ဥပမာ target ကိုသွားတယ်target ကနေပြီးတော့ကိုကပစ္စည်းတွေဝယ်တယ်ပြီးလို့ရှိရင်တို့က offer တယ်ဟာနေဒီနေ့ဝယ်လာတဲ့ပစ္စည်းတွေကိုနေဒီ target ကရှောက်လို့ရှိရင်ဒီနေ့90% short မှာဘာညာအဲ့လိုမျိုးတွေနဲ့တို့ကပြောပြီးဆွဲတတ်ပါတယ်target တို့ Walmart တို့မျိုးစုံပါပဲနေရာမျိုးစုံက Macy တို့အဲ့လိုမျိုးတွေတို့တွေကဆွဲပါတယ်နော်ဆွဲတဲ့ခါကျရင်အဲ့လိုမျိုးရမယ်percentage လေး short ပေးတာလေးကိုမှတ်ပြီးတော့မလျှောက်ပါနဲ့ဒါဘာလို့ဆို credit ကနေအများကြီးရှိတိုင်းမကောင်းပါဘူးเนาะအဲ့ဒါလေးကိုလည်းပြောချင်လို့ပါ credit card တွေအများကြီးရှိခြင်းအပြင်ဘဏ်ကကိုယ်ကိုအကျွေးတွေအများကြီးရှိတဲ့သူလို့ထင်မှတ်သွားစေပါတယ်အဲ့လိုထင်မှတ်သွားခြင်းအပြင်ကိုကအိမ်ဝယ်တော့မယ်ဆိုရင်ကိုကဘဏ်အိမ်ဝယ်ဖို့လုံးကိုချိတဲ့အခါမှာအဲ့ဒါတွေကအများကြီးလာပြီးတော့ affect ဖြစ်စေပါတယ်ဒီလားဒါကြောင့်မို့လို့တို့က credit card ကိုမလျှောက်ပါနဲ့လို့မပြောချင်ပါတယ်နောက်ပြီးတော့အမားတို့တခါတရံမှာသတိမထားမိတဲ့အမားလေးတွေပေါ့နော်မေ့သွားတတ်တဲ့ဟာလေးကိုယ့်ရဲ့ဘေးတွေပေါ့နော်ဒီဂျန်နီးဘေးတို့ကိုယ့်ရဲ့လာစဉ် payment တွေကိုဖြစ်လာလို့ရှိရင်ကိုယ့်ရဲ့ bank account နဲ့ချိန်ပြီးတော့ auto payment လေးလုပ်ထားတာကောင်းပါတယ်เนาะတဲ့လားဘာကြောင့်လဲဆိုတော့ auto payment မလုပ်ထားဘူးမေးရပဲပို့တာကိုပဲကိုကစောင့်တယ်ဆိုလို့ရှိရင်တခါတရံမှာစားတိုက်ကရောက်မလာတာတို့တခါတရံကြောက်လဲစားတိုက်ကရောက်လာပြီးတော့ကိုကစားရေးကိုဘေးနားထားပြီးတော့မေ့ပြီးတော့မပေးမိတာမျိုးတို့အဲ့လိုမျိုးလေးတွေရှိတတ်ပါတယ်เนาะရှိတဲ့ခါကျရင်ကိုယ့်ရဲ့ပေးရမယ့်ပတ်စံကပေးရမယ့် due date ကိုကြော်သွားတဲ့အခါကျရင်ကိုယ့်ရဲ့ credit score လာထိပါတယ်เนาะဆိုတော့ဒါမျိုးလေးတွေဖြစ်တတ်လို့ဖြစ်နိုင်ရင်ကိုယ့်ရဲ့ payment တွေအကုန်လုံးကို auto setup လေးလုပ်ထားတာအကောင်းဆုံးပါပဲเนาะဒီလားအဲ့ဒါလေးပြောချင်ပါတယ်နောက်ပြီးတော့ credit score ကောင်းခြင်းမကောင်းခြင်းရဲ့အကျိုးသက်ရောက်ပုံပေါ့နော်အရန်အရေးကြီးပါတယ်အိမ်ဝယ်တဲ့အခါမှာပေါ့နော် down payment အတူတူထားပါ down payment အတူတူပေးတာချင်းအတူတူ credit score မကောင်းတဲ့လူက interest rate တစ်မျိုး credit score ကောင်းတဲ့လူက interest rate တစ်မျိုးမတူပါဘူးเนาะသိလားဒါကြောင့်မလို့သူအရေးကြီးလို့ပြောတာပါcredit score မှာ तू က၄မျိုးရှိတာပေါ့နော် poor ရှိတယ် fair ရှိတယ် good ရှိတယ် excellent ရှိတယ်ဆိုတဲ့အခါကျတော့ down payment ပေးတာချင်းအတူတူတောင် excellent credit score ရှိတဲ့လူကရတဲ့ interest rate နဲ့ခုန fair တို့ good တို့ poor တို့ကရတဲ့ interest rate တောင်မတူပါဘူးเนาะဒါ down payment ပေးတဲ့သူချင်းအတူတူเนาะဒီလားဒါကြောင့်မလို့အဲဒီလောက်ထိအရေးကြီးတယ်ဆိုတဲ့အကြောင်းပြောပြတာပါတခြားအိမ်ဝယ်ဖို့အတွက်ကအရေးကြီးတာတွေကရှိသေးတာပေါ့နော် credit score တခုတည်းမဟုတ်ပါဘူးတခြားအရေးကြီးတာတွေလည်းရှိပါသေးတယ် work history တို့ဘာတို့ညာတို့အဲ့ဒါတွေရှိပါသေးတယ်အဲ့ဒါလေးတွေကတော့နောက်ဗီဒီယိုကြာရင်ပြောပြပါမယ်နော်ဒီနေ့ကတော့ credit score အကြောင်းလေးပဲပြောပြချင်လို့ပါဝမ်းကြည့်ပေးတဲ့သူတို့ကျေးဇူးများတင်ပါတယ်ရှင် bye